ခုတင်ပြမယ်သင်ခန်းစာကတော့ using pathfinder function အကြောင်းဖြစ်ပါတယ် pathfinder လုပ်ဆောင်ချက်များကိုအသုံးချခြင်းဖြစ်ပါတယ် object တွေကိုဗန်ဒီယာတွေရေးဆွဲခြင်းတဲ့အခြေခံပုံတွေကိုပေါင်းစပ်၍ pathfinder ဖြင့်တည်ဆောက်ယူတာကပို၍အသုံးဝင်ကြောင်းကိုသိရပါပြီထိုနည်းတူရှိတ်မုတ်ပြကြတဲ့ unite minor friend intersect and exclude တွေရဲ့အကူအညီနဲ့လှုပ်ဆောင်ကြပါတယ်မိတို့ရင်ဖြစ်စီကမျိုး panel တွေရဲ့အောက်ဆုံးအတက်မှာ pathfinder လို့ခေါ်တဲ့ icon ကိုတွေ့မြင်ရမယ်ဒါကိုကြည့်မယ်ဆိုရင် divide trim merge crop outline minor back တို့ပဲဖြစ်ကြပါတယ် pathfinder ကိုအသုံးပြု၍လိုတဲ့အစိတ်ပိုင်းကိုပြတ်တောက်၍ထုတ်ယူခြင်းသဘောဖြစ်ပါတယ် pathfinder 6မျိုးဟာတစ်ခုနဲ့တစ်ခုလှုပ်ဆောင်ချက်မတူပါဘူးမိမိတို့ရဲ့ဘယ်အစိတ်ပိုင်းပေါ်မူတည်ပြီးဘယ်အစိတ်ပိုင်းကိုဖျက်တောက်ခြင်းပေါင်းဆက်ခြင်းစသည့်အားဖြင့်ပြုလုပ်ကလိုအပ်တဲ့ပုံစံအထီးရရှိအောင်လှုပ်ဆောင်နိုင်ခြင်းဖြစ်ပါတယ်ဒီ6မျိုးရဲ့လှုပ်ဆောင်ချက်ကိုကြည့်ကြရအောင်ဒီထဲကတစ်ခုဖြစ်တဲ့ထိပ်ဆုံးမှာရှိနေတဲ့ divide လှုပ်ဆောင်ချက်ကအလွန်သုံးဝင်လာပါတယ်အခြေခံပေါင်းစပ်ထားတဲ့ object တွေကိုဖျက်တောက်ပြီးအစိတ်ပိုင်းများကိုထုတ်လုပ်ပေးနိုင်ပါတယ်ဘယ်ဘက်ထိပ်ရှိပထမဆုံးပုံကို marquee နဲ့ select လုပ်မယ်ပြီးတော့ divide လှုပ်ဆောင်ချက်ကိုလုပ်ခိုင်းမယ်ဆိုရင်ပြီးဆက်ခြင်းဖြင့်အပိုင်းပိုင်းဖြစ်နေတာတွေကိုပိုင်းထုတ်ပြီးသားဖြစ်သွားမယ်ဆွဲထုတ်ကြည့်ပါundo ပြန်လုပ်ပြီးမူလအတိုင်းပြန်အောင်ပြန်လုပ်လိုက်မယ်ဘယ်ဥပုံစဝိုင်းတစ်ခုကိုဆွဲ၍၎င်းရဲ့အလဲကိုဖြန့်မြင့်တစ်ခုကိုဆွဲပါ၎င်းတို့ကို select လုပ်ပြီး divide ကိုယူလိုက်ပါက illustrator ကစဝိုင်းကိုဖြတ်၍ဆွဲနေသောမြင်ဟာနှစ်ပိုင်းအဖြစ်ဖြစ်တောက်ပြီးသွားပါလိမ့်မယ်ကြီးတဲ့အစိတ်ပိုင်းတစ်ခုကိုနှစ်ပိုင်းပဲဖြစ်ဖြစ်အများကြီးပဲဖြစ်ဖြစ်ပုံသဏ္ဍာန်အနေနဲ့ပဲဖြစ်ဖြစ်လက်ကူးစွာဖြစ်တောက်ယူနိုင်ပါတယ်undo လုပ်ရင်မူလအတိုင်းပြန်သွားမယ်ဒုတိယ pathfinder ဖြစ်တဲ့ trim ကိုကြည့်ကြရအောင်ပေါ်တန်းကဒုတိယပုံကို select လုပ်မယ်ပြီးတော့ trim လှုပ်ဆောင်ချက်ကိုနှိပ်လိုက်ရင်ပထမဆုံးသတိပြုရမှာက stroke ပြောက်သွားခြင်းပဲဖြစ်ပါတယ်အရှေ့ဆုံးမှာရှိနေတဲ့ပုံဟာ၎င်းရဲ့ပုံစံအတိုင်းလှီးထုတ်ပြီးအပြင်အနောက်ဘက်ရှိပုံတွေအချင်းချင်းလည်းအပေါ်ကကတ်ထားတဲ့အတိုင်းလှီးထုတ်ပေးတာကတော့အစိတ်ပိုင်း၃ခုဖြစ်သွားပါတယ် direct selection tool နဲ့အစိတ်ပိုင်းတွေကိုရှင်းကြည့်မယ်အစိတ်ပိုင်း၃ပိုင်းဖြစ်နေမယ်ထိပ်ဆုံးကပုံကမူလအတိုင်းကျန်နေပါတယ်ဒါဆိုရင် trim scale လှုပ်ဆောင်ချက်မှာအပေါ်ဆုံး object က၎င်းအောက်ဘက်ရှိအပိုင်းတွေကိုအစီအစဉ်အတိုင်းပြတ်တောက်ပြီးသွားမှာဖြစ်ပါတယ်အပေါ်ပိုင်းကအောက်ပိုင်းကိုတပံ၎င်းအောက်ဘက်ကဟာကလည်းသူ့ရဲ့အောက်ဘက်သို့အစင်းစစ်ဖြတ်တောက်ပေးခြင်းကိုဆိုလိုပါတယ်နောက်တစ်ခုဖြစ်တဲ့လှုပ်ဆောင်ချက်က merge ဖြစ်ပါတယ် selection tool ကိုရွေးပြီးအပေါ်ဘက်ရှိတတိယပုံကိုရွေးမယ်ဒီပုံမှာတော့အနောက်ဘက်ရှိပုံတစ်ခုကအယောင်တူနေပါတယ်ဒီ match function ဟာ trim လှုပ်ဆောင်ချက်နဲ့တူပါတယ်မတူတာက object အနောက်ရှိအယောင်တူတာတွေရှိရင်တပေါင်းနဲ့အဖြစ် object တစ်ခုကိုဖန်တီးပေးမှာဖြစ်ပါတယ်တနည်းအားဖြင့်အရှိဆုံးရှိ object က၎င်းရဲ့အနောက်ဘက်ရှိ object တွေကိုတခုတည်းအပြစ်လုပ်ပေးပြီးအပြင်အရှိဆုံးရှိ object အနားများနဲ့လည်းလှီးထုတ်ခြင်းဖြစ်ပါတယ် match ကိုနှိပ်လိုက်ရင်အနောက်ဘက်ရှိအယောင်တူနှစ်ခုကတပုံမပြောင်းလဲနိုင်တဲ့အရှိဆုံးရှိ object တစ်ခုရှိနေလိမ့်မယ်နောက်လှုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ crop ကြောင်းကိုလေ့လာရမယ် selection tool ကိုယူ၍အောက်တန်းရှိဘယ်ဆုံးကပုံကို select လုပ်ကြည့်မယ်၎င်းပုံမှာပန်း၃ပွင့်အပြင်ဘဲဥပုံစက်ဝိုင်းတစ်ခုကိုလည်းတွေ့မြင်နေရမယ်၎င်းဘဲဥစက်ဝိုင်းဟာပန်း၃ပွင့်ရဲ့ထိပ်ဆုံးမှာဆင့်လျက်တည်ရှိနေပါတယ် crop ဆိုတာကထိပ်ဆုံးမှာဆင့်နေတဲ့ပုံတစ်ခုခုအတွင်းသို့ကျန်တာကအောက်ဖက် object အားလုံးကိုဝင်ရောက်အဖြတ်ခံရခြင်းကိုဆိုလိုပါတယ်အားလုံးကို select လုပ်ပြီးဆိုတော့ crop ကိုနှိပ်လိုက်မယ် stroke လည်းမရှိတော့ပါဘူး direct selection tool နဲ့အစိတ်အပိုင်းတွေကိုထောက်ကြည့်မယ်ရှေ့ထုတ်လို့လည်းရပါတယ်ဒီ crop ရဲ့လှုပ်ဆောင်ချက်ကထိပ်ဆုံးမှာရှိနေတဲ့ပုံသဏ္ဍာန်အနားသက်လိုင်းအတိုင်းအနောက်ဘက်ရှိပုံတွေအားလုံးကို၎င်းတို့ရဲ့အနားသက်လိုင်းအတိုင်းလှီးဖြတ်ပေးခြင်းတစ်မျိုးဖြစ်ကြောင်းကိုနားလည်ကြရမယ်တနည်းအားဖြင့် mark လုပ်ပေးခြင်းကိုဆိုနိုင်ပါတယ် mark လုပ်ပေးခြင်းကိုတော့လာမယ့်သင်ခန်းစာမှာရှင်းလင်းကြမယ်နောက် icon တစ်ခုဖြစ်တဲ့ outline ကိုလေ့လာကြရင်ပန်းဝင်၃ပွင့်ကို select လုပ်မယ်၎င်း icon ကိုနှိပ်မယ်အမှန်ဆိုရင် stroke ကပျောက်သွားမှာဖြစ်တော့လဲ stroke ကမပျောက်ပဲ၎င်းတို့ရဲ့ face ရောင်တိုင်းအရာကျန်ပြီး stroke တန်ဖိုး0ဖြစ်သွားမယ် stroke တန်ဖိုးကို9လို့ထားလိုက်မယ် face color ရဲ့အယောင်က stroke color အဖြစ်ပြောင်းသွားမယ် direct selection tool နဲ့လည်းရွှေ့ရင်ရွှေ့လို့ရပါတယ်နောက်ဆုံးတစ်ခုဖြစ်တဲ့ minor back icon ကိုကြည့်ကြရမယ်ဒီ icon ရဲ့လှုပ်ဆောင်ချက်က minor front နဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်ပါတယ်ဒီနောက်ဆုံးပန်းဝင်ကို select လုပ်မယ်ဒီတော့ minor front ကိုတစ်ချက်လုပ်ကြည့်ကြမယ်ဒါဆိုရင် minor front icon ကိုနှိပ်ကြည့်မယ်ဒါဆိုရင်အရှေ့ဆုံးမှာရှိတဲ့ပုံနှစ်ပုံအတိုင်းအနောက်ဆုံးမှာအဆင့်ခံရတဲ့ပုံဟာအလှီးခံရခြင်းဖြစ်ပါတယ်အရှေ့ဆုံးပုံရှိနှစ်ပုံစလုံးဟာ၎င်းတို့ရဲ့အနားသက်လိုင်းအတိုင်းအနောက်ဆုံးရှိတစ်ပုံကိုဖြတ်သွားတော့နောက်ဆုံးတစ်ပုံပဲကျန်ရစ်ခဲ့ပါတယ်ခေါင်းကို undo ပြန်လုပ်ပြီးမူလအတိုင်းပြန်ထားမယ် minor back ကိုနှိပ်မယ်ဒါဆိုရင်နောက်ဆုံးရှိပုံတစ်ခုရဲ့အနားသက်လိုင်းအတိုင်းအရှေ့ဆုံးပုံကိုလှီးဖြတ်သွားတော့အရှေ့ဆုံးအစိတ်အပိုင်းပဲကျန်ရစ်ခဲ့မယ်ဒါဟာ minor front နဲ့စန့်ကျင်ဘက်လှုပ်ဆောင်မှုလို့တူလူတာကိုနားလည်ကြရမယ်ဒီ panel မှာပါရှိတဲ့ pathfinder function နဲ့ shape mode တွေကို
အလင်းတင်တယ်လို့နားလည်ဖို့လိုပါတယ်လုံရင်းနဲ့နားလည်သွားလိမ့်မယ်လို့ယုံကြည်ပါတယ်